ဒီနေ့ဒီဗီဒီယိုပေါ့နော်စပွဲတို့တွားချောင်းမဲ့လူတွေစပွဲတို့အလုံးလုံးမဲ့လူတွေဆိုလို့ရှိရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါပေါ့နော်အင်တာတော့ပြုတဲ့အခါမှာဘာတွေကိုဘယ်လိုဖြေရမလဲသူဘာတွေမေးလာမလဲဆိုတာလေးကိုပေါ့နော်ကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြပေးမယ်ပထမဆုံးတစ်ခုကတော့မေးလာမယ်နေကြည့်မကြည့်စီရင်ကေးပုံကဖူကြဟိုင်မရဲ့မင်းတိလာအခြေခံစပွဲထိုးတမတယောက်ရဲ့တာဝန်ကဘာလဲဆိုရင်ကိုဘယ်လိုဖြေမှာလဲငေါ်ကြည့်နော်ငါတိတယ်တိုက်ရက်ဟပ်ရပ်လေးယူဖွင့်ကွာလာအဲ့တဲ့ဝင်လာလို့ချင်းပထမဆုံးတစ်ခါကြိုးဆိုရမယ်တိုက်ရီနော်ခြေပင်းချော်နံပါတ်2ကအစင်ပြေတဲ့နေရာကိုထိုင်မှာလို့ပြောရမယ်နော်တိုက်ဆန်းဘာပြောရမလဲဒီပုံကထိုင်ဟာချမ်းဖာရနော်မင်းငါ့ကိုကျေးဇူးပြု၍မီနူးဖိုင်ကြည့်ပေးပါလို့ပြောတာနော်တိုက်စိတ်ဘာပြောမှာလဲနော်လေစိတ်မရဲ့ရမ်းမရဲ့跟住我幫你落單နော်မင်းဘာစားမလဲဘာတောက်မလဲနော်ငါမင်းကို落單ငါမင်းကို order ကောက်ပေးပါမယ်နော်မင်းစားတာရေးပေးပါမယ်ဆိုတဲ့အတိတ်ပဲကိုပြောတာပေါ့နော်ဒါလေးကတော့ကျွန်တော်လိုရင်းတူရှင်းလေးကိုပြောပြတာပေါ့နော်အကယ်၍ဒီထက်ပိုပြီးတော့အစားအသောက်တွေကအစားတိချင်တယ်ပေါ့နော်ဥပမာဇွန်းတွေပကံတွေပေါ့နော်ဥပမာအဖျော်ရည်တွေပေါ့နော်ဒါမျိုးတွေတင်ချင်တယ်တတ်ချင်တယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တင်တန်းမှာအကုန်လုံးတင်ပေးပါတယ်ပေါ့နော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတော့လဲတယောက်ချင်းစီတိုင်အောင်ကျေးဇူးတင်ပါတယ်